မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးအားစွန်းပန်းရေချမ်းစီမီကတ်လူပူဇော်ပုံစွန်းကတ်လူယံအရဟတ္တာတိနဝကုဏီဟိအရဟံစရှိသောကိုးပါးသောဂုဏ်တော်တို့နှင့်တမန္နာကတံပြည့်စုံတော်မူသောနာထံလူနတ်တို့၏ကိုးဝေယဖြစ်တော်မူသောဗုဒ္ဓံတတ်တော်ထင်ရှားတဲ့ပညုမြတ်စွာဘုရားကိုဥဒိတရည်မှန်း၍ဇေဒီယတ္တဓာတုဇေဒီဓမ္မဇေဒီဥဒိတဇေဒီပရိဘောဂဇေဒီတော်မြတ်တို့အားဝနကန္တာယတ္တတံပနံအစင်းအနက်အရသာနှင့်ပြည့်စုံသောဣမံပိဏပါဒခာတနိယဘောဇနီယံဤဆုံးခဲပွဲဘောဇဉ်ချို့ချင်းရတာကိုတက္ကိစံရိုးရိုးသေးသေးဒေမိနိဗ္ဗာန်ဤမှန်လူတန်းပါ၏ရှင်ဖေယပူဇေးမိနိဗ္ဗာန်ဤမျောပူဇော်ပါ၏ရှင်ဖေယပန်းကတ်လူယံအရဟတ္တာတိနဝကုဏီဟိအရဟံစရှိသောကိုးပါးသောဂုဏ်တော်တို့နှင့်တမန္တာကတံပြည့်စုံတော်မူသောနာထံလူနတ်တို့၏ကိုးဝေယဖြစ်တော်မူသောဗုဒ္ဓံတတ်တော်ထင်ရှားတဲ့ပညုမြတ်စွာဘုရားကိုဥဒိတရည်မှန်း၍ဇေဒီယတ္တဓာတုဇေဒီဓမ္မဇေဒီဥဒိတဇေဒီပရိဘောဂဇေဒီတော်မြတ်တို့အားဝနကန္တာတံပနံအစင်းအနက်နှင့်ပြည့်စုံသောဣမံပုဂ္ဂံဤပန်းကိုတက္ကိစံရိုးရိုးသေးသေးဒေမိနိဗ္ဗာန်ဤမှန်လူတန်းပါ၏ရှိဖရာပူဇေးမိနိဗ္ဗာန်ကိုမျှော်ပူဇော်ပါ၏ရှင်ဖရာရေချမ်းကတ်လူယံအရဟတ္တာတိနဝကုဏီဟိအရဟံစရှိသောကိုးပါးသောဂုဏ်တော်တို့နှင့်တမန္တာကတံပြည့်စုံတော်မူသောနာထံလူနတ်တို့၏ကိုးကွယ်ရာဖြစ်တော်မူသောဗုဒ္ဓံတတ်တော်ထင်ရှားတဲ့ပညုမြတ်စွာဘုရားကိုဥဒိတရည်မှန်း၍ဇေဒီယတ္တဓာတုဇေဒီဓမ္မဇေဒီဥဒိတဇေဒီပရိဘောဂဇေဒီတော်မြတ်တို့အားသုဒ္ဓတိတလပန္တနံတန်ရှင်းအေးမြကြည်လင်လာသောဣမံပါဏိယပရိဘောဇနီယံဤတောက်တော်ဤသုံးဆောင်တော်ဤကိုတက္ကိစံရိုးရိုးသေးသေးဒေမိနိဗ္ဗာန်ဤမှန်လှူဒန်းပါ၏ရှင်ဖေယပူဇေးမိနိဗ္ဗာန်ကိုမျှော်ပူဇော်ပါ၏အရှင်ဖေယစီမီကတ်လူယံအရဟတ္တာတိနဝကုဏီဟိအရဟံအစရှိသောကိုးပါးသောဂုဏ်တော်တို့နှင့်တမန္တာကတံပြည့်စုံတော်မူသောတပ္ပညုတာနာဝရဏညာနေဟိတပ္ပညုတာဉာဏ်အနာဝရဏဉာဏ်တော်တို့ဖြင့်တိလောကေသုံးပါးသောလောက၌အဝိဇ္ဇာအန္တကာရံအဝိဇ္ဇာတည်းဟူသောအမိုက်မှောင်ကိုဝိဒမိတ်တွာပယ်ဖြောက်၍ဇလံတော်ထွန်းလင်းတောက်ပတော်မူစေနိုင်သောဗုဒ္ဓံတတ်တော်ထင်ရှားတဲ့ပညုမြတ်စွာဘုရားကိုဥဒိတရည်မှန်း၍ဇေဒီယတ္တဓာတုဇေဒီဓမ္မဇေဒီဥဒိတဇေဒီပရိဘောဂဇေဒီတော်မြတ်တို့အားပဘာဝနေဟိအယောင်စင်းတို့ဖြင့်အန္တကာရံအမိုက်မှောင်ကိုဝိနာတကံပယ်ဖြောက်တတ်သောဣမံဒီပဇာလံဤစီမီလျံကိုတက္ကိစံရိုးရိုးသေးသေးဒေမိနိဗ္ဗာန်ဤမှန်လှူဒန်းပါ၏ရှင်ဖေယပူဇေးမိနိဗ္ဗာန်ကိုမျှော်ပူဇော်ပါ၏အရှင်ဖေယ